မင်္ဂလာပါကိုရီအန်စင်းခေါင်းအကိုရီကြည့်တော့နော်ကဲလုံးတော့ဝဲလိုက်ပြီဗျာအန်စင်းနော်ကဲဖြတ်ကြည့်မယ်ဗျာဘယ်လိုလာမလဲဆိုတာနော်ကဲကျွန်တော်တို့စီမှာအဲ့လိုပဲအန်စင်းဖြတ်ကြတယ်ဗျာနော်ကဲပြတ်သွားပြီဗျာကြီးဟာလက်သွားပြီသလုံးတော့နော်နောက်သလုံးပေါ့ဗျာကဲနောက်ပြန်တော့အောင်ဗျာနောက်သလုံးပြန်တော့အောင်ဗျာနော်မကျင်နိုင်ဘူးကဲပတ်စံတော့ယူခဲ့ပြီဒီတစ်ခေါက်တော့နော်အမြင်ထင်သလုံးယူမယ်အန်စင်းသလုံးဝယ်မယ်နှလုံးဝယ်မယ်နှလုံးဖြတ်ကြည့်မယ်အန်စင်းသလုံးအမြင်ထင်သလုံးနှလုံးဝင်နှလုံးဖြတ်ကဲယူခဲ့ပြီဗျာအန်စင်းသလုံးကဲဒါကတော့အမြင်နဲ့ကြောက်ပေါ့နော်တောက်ဆက်ကြီးရဲ့ထည့်မယ်ကဲနော်ခလုတ်ဖွင့်ထားလိုက်မယ်အန်စင်းသလုံးကိုဖြတ်မယ်ဗျာကဲချိတ်ပိတ်သလုံးကိုအရင်ဖြတ်လိုက်မယ်ဗျာကဲဘယ်လိုဖြတ်လာမလဲခုနကသလုံးလက်တဲ့သလုံးကတော့ဟမ်အချင်းကြီးကောင်းမလားတော့မသိဘူးဖြတ်ကြည့်တာပေါ့နော်လောပါတယ်နော်ဝါအောင်နေဗျာလက်ကောက်ပါမိတယ်လောပန်းလေးမင်္ဂလာတော့ဖြစ်ပြီဗျနော်ဒီကြောင်လေးကတော့အားလုံးကျေးဇူးပါဗျာ